အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့သုတေသနကိုဘယ်နေရာတွေမှာအသုံးချသလဲဆိုတာပြောပြပေးသွားမှာပါနံပါတ်1ကျန်းမာရေးနှင့်ဆေးပညာယောဂဖြစ်စေတဲ့အကြောင်းရင်းတွေသိနိုင်ဖို့ကုသနည်းတွေရှာဖွေဖို့လူနာဆောင်ရှောက်ရေးပုံမကောင်းမွန်စေဖို့သုတေသနလုပ်ကြပါတယ်ဥပမာပေးရရင်ကင်ဆာယောဂကုသဖို့နည်းလမ်းရှာဖွေတာမျိုးပါဒုတိယအချက်ကတော့ပညာရေးပါသင်ကြားရေးနည်းလမ်းတွေကျောင်းသားတွေရဲ့သင်ယူမှုပုံမကောင်းမွန်စေရန်အသုံးပြုပါတယ်ဥပမာစာသင်ခန်းတစ်ခန်းမှာကျောင်းသားအရေအတွက်နည်းနည်းထားရှိခြင်းဟာသင်ကြားရေးကိုပုံမထိရောက်မှုရှိစေနိုင်သလားဆိုတာမျိုးပေါ့နံပါတ်3စီးပွားရေးဈေးကွက်စီးပွားရေးမှာဝယ်သူတွေရဲ့အကြိုက်ကိုသိရှိပြီးထုတ်ကုန်အသစ်တွေဖန်တီးဖို့သုတေသနလုပ်ကြပါတယ်ဥပမာထုတ်ကုန်အသစ်မထုတ်ခင်ဈေးကွက်သုတေသနလုပ်တာမျိုးပါနောက်တစ်ချက်ကနည်းပညာအသစ်တွေဖန်တီးဖို့နဲ့ရှိပြီးသားစနစ်တွေတိုးတက်စေရန်လည်းသုတေသနလုပ်ပါတယ်စိုက်ပျိုးရေးမှာလည်းသုတေသနကအရေးပါပါတယ်တီးနှံထွက်တိုးစေဖို့ပိုးမွားကာကွယ်ဖို့စားနပ်ရိက္ခာဖူလုံစေဖို့အသုံးပြုကြပါတယ်ဥပမာမိုးခေါင်တန်းခံနိုင်တဲ့မျိုးစေ့တွေဖန်တီးတာမျိုးနံပါတ်6လူမှုရေးမှာတော့လူမှုရေးပြဿနာတွေကိုနားလည်ပြီးထိရောက်တဲ့မူဝါဒများချမှတ်ရင်အသုံးပြုပါတယ်ဥပမာစည်ရဲနွမ်းပါမှုလျှော့ချရေးအစီအစဉ်တွေလုပ်တာမျိုးနောက်ဆုံးအနေနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေလေ့လာပြီးဖြေရှင်းဖို့နည်းလမ်းတွေရှာဖွေကြတာဖြစ်ပါတယ်ဥပမာကဘာကြီးပူနွေးလာမှုကိုထိန်းချုပ်ဖို့နည်းလမ်းရှာတာမျိုးပါသုတေသနအသုံးချခြင်းကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာတော့သုတေသနပြုလုပ်ပုံအဆင့်ဆင့်ကိုပြောပြပေးသွားပါမယ် Channel လေးကို Like နဲ့ Subscribe လုပ်ခဲ့ပါဦးနော်